ရွှေကဖះနဲ့အဆက်တာမဟုတ်ဘူးအမှန်တော့မအဆက်တဲ့ပစ္စည်းမလူလည်းမလူကောင်းဘူးဘုန်းကြီးတွေကအဲ့ဒါပြင်ပေးသင်ပေးရမှာဖះကိုရွှေမလူကောင်းဘူးဖះကိုငွေမလူကောင်းဘူးလို့အဲ့လိုသင်ရမှာမသိဘူးဘုန်းကြီးတွေကလည်းမသိတော့ဘသူတွေသွားကြိုက်တုံးဆိုအဲ့ဂောဘကတက်လုံနေတဲ့အဲ့ဒီစစ်ထွက်တွေတို့သူတို့စစ်မိတ်ဆာတွေလေသူတို့ကောင်းတွေကိုအဲ့ဒီနေရာမှာခြာထားတာလေအဲ့ဒီကနေပြီးကနေအမျက်ထုတ်နေအဲ့ဒီသတင်းတွေဘုန်းကြီးတို့တော်တော်အတွင်းသတင်းတွေကြားရတယ်အဲ့ဂောဘကသတင်းတွေဆိုရင်သူတို့အကုန်အုပ်နေတာလေကြားတယ်မို့လားဗန်ဒီတောင်မှဟိုအတိုးမပေးနိုင်တော့ဘူးဆိုတာကြားတယ်မို့လားအဲ့ဒီဖျားဗန္နာတွေဟာအဲ့ဒါတွေကိုသူတို့အုပ်နေကြတာအဲ့တော့ရွှေလူပြန်တော့လေဒီရွှေကြတော့လေဘာတွေအုပ်ကြတုံးဆိုတော့ကျတို့ကြားတာမြင်ဒီရွှေကိုဟိုဟာပေါ့စံမမီတဲ့ရွှေတွေခုနပြောလို့ねအစားထိုးပြီးတော့အဲ့ဒီရွှေတွေကိုတန်ဖိုးယူတော့စံမီတန်ဖိုးတွေယူပြီးတော့ရွှေကောင်းစားတန်ဖိုးတွေယူပြီးတော့မကောင်းတာတွေနဲ့အဲ့ဒီဂောဘကတွေနဲ့အဲ့ဒီစစ်မိစ္ဆာဒီခံထားတဲ့ဂောဘကတွေနဲ့သူတို့ဟိုဟာတွေနဲ့ရွှေဆိုင်တွေနဲ့အခုတက်ခံရွှေဆိုင်ဟာအဲ့ဒါကြောင့်သူတို့ထောနေကြတာဒါကြောင့်သူတို့စစ်အုပ်စုကိုကာကွယ်နေတာစစ်အုပ်စုကြီးပွားမှဖြစ်မယ်စစ်အုပ်စုဟိုဟာတို့မှာမိစ္ဆာစစ်အုပ်စုတွေဖက်စစ်စစ်အုပ်စုတွေသူတို့ဟိုဟာအာဏာရနေမှဖြစ်မယ်ဆိုတာအဲ့ဒါကြောင့်သူတို့ကအဲ့ရွှေဆိုင်တွေနဲ့ပေါင်းပြီးတော့ရွှေဆိုင်တွေတတိဖြစ်နေတာနေချင်းညာချင်းထောနေကြတာအဲ့ဒီဖျားရွှေတွေကိုသူတို့ဝိုင်းအုပ်နေတာဖျားကိုတော့အယိုးအရင်ခုနပြောလို့မကောင်းတဲ့ရွှေလေးကတ်ထားတာအဲ့လိုလုပ်တာဒါကြောင့်မို့2နှစ်3နှစ်ဆိုရင်တစ်ခါထပ်ခွာပြန်ပြီနောက်ထပ်ပြန်လောက်ရပြန်ပြီ NLD တက်လာတဲ့အခါကျတော့သေချာဒီအားရဲ့ဇင်းမြစ်ကိုအကုန်လိုက်တဲ့အခါကျတော့ဒီလိုလုပ်နေတာတိတယ်သွားရောရွှေစစ်ကိုကတ်လိုက်တာသူတို့ပြောတာများဖြစ်အာမခံကိုဟိုနှစ်90လောက်ကိုအာမခံတယ်လို့ကိုပြောတာဒီရွှေချပြီးအဲ့လိုအခု9နှစ်လောက်နေနေအကုန်ခွာနေအဲ့လိုလှုပ်လိုက်လူခံလိုက်ခွာလိုက်အဲ့တော့ပြည်သူတွေမှာဒီထဲကိုဟိုဗာမှိုင်းမိညာပေါ့ကျတို့ဘိန်းကျွေးထားတာပေါ့နော်ဘာသာရေးဘိန်းကျွေးတာတော့ဘာမှမဝေဖန်တတ်ဘူးဖះမြင်ရွှေလူကမယ်ငကတ်ဆွဲချွတ်လူစိန်ချွတ်လူနဲ့အဲ့ဒီစိန်ကြီးကအခုကြတော့ရုရှားဟိုကျွေးမပေးနိုင်တော့ရုရှားဟိုစစ်လက်နက်တွေအတွက်စစ်လေရင်တွေအတွက်အဲ့မဲ့ဒီကောင်တွေကုန်ခွာချပြီးတော့အဲ့ရွှေတွေအကုန်လုံးဟိုပေးတာအဲ့ငွေတွေကိုလည်းအကုန်လုံးယူပြီးတော့သူတို့ဟိုပေးတာအကုန်လုံးအဲ့လိုလုပ်နေတယ်အဲ့လိုဖြစ်နေတယ်ကဲဘယ်လိုလုပ်ကြမလို့ကျတို့မှားကုန်ပြီကျတို့ဖះရွှေလူသားကမှားကုန်ဖះရွှေလူချင်းလားဒါအတိလင်းရှိတယ်ဖះရဲ့တီလာထဲမှာရွှေလူမခံဘူးဆိုတာပါတယ်ငွေလူမခံဘူးဆိုတာပါတယ်အဲ့ဒါပါတယ်အခုအဲ့ဒါတွေလုပ်နေတာပိုဆိုးတာကစလွယ်ကြီးတောင်တက်ပေးလိုက်သေးတယ်အဲ့ဒါရှင်မြင်းလေးခက်ကတီဝေါ်တို့မင်းတုံးတို့ခက်ကနော်ဘာဖြစ်လို့ तू ရွှေ तू ကဟိုလိုချင်တာကိုရှင်မြင်းနောက်ဘဝဆက်တိုင်းဖြစ်ချင်တော့ဒီလိုစလွယ်ကြီးနဲ့လှူလိုက်လို့ရှိရင်ဆိုပြီးတော့အဲ့ဒါလူစိတ်ကူးလောက်ကြတာအဲ့တော့ဗျံပတာဖះပုံတွေလဲပြက်ချင်တိုင်းပြက်အောင်လုပ်ကြတာအဲ့တော့အဲ့ဒီဟာကြည့်လိုက်နော်လူတွေကမင်းဖြစ်ချင်တဲ့သူကစလွယ်လူပြီးတော့လှုပ်ပြန်ရောတခါရွှေရချင်တဲ့သူကဘဝစတိုင်းရွှေရချင်တဲ့ရွှေပေါ်ချင်တဲ့သူကစိန်ရချင်တဲ့သူကစိတ်နေလှူတယ်ဗျာငွေရချင်တဲ့သူကငွေတွေလှူကြနဲ့ဆိုပြီးတော့အဲ့ဒီလူသူတို့အတ္တအတွက်လောက်ကြတာတွေဖြစ်ကုန်တာဘယ်မှဓမ္မမရှိဘူးပြောဒါကြောင့်မလို့အဲ့ဒီလှူတဲ့သူတွေနောက်အိမ်နေလိုက်ကြည့်ဘယ်တော့မှအကျဉ်းနာတရားမရှိဘူးသူတို့အလုပ်သမားတွေပေါ်မှာရက်ဆက်သလားမမေးနဲ့နောက်စီးပွားရေးရှာတာမှာဘယ်တော့မှအတစ်ကိုချင်းတရားမရှိဘူးဓမ္မမရှိဘူးသူရက်ဆက်ရှာတာပဲအဲ့လိုတွေအဲ့ဒီလူတွေအဲ့တော့ပြောချင်တာကဒီဗုဒ္ဓကိုရောင်းစားနေကြတာနော်ဗုဒ္ဓရဲ့နာမည်ကိုရောင်းစားနေကြတာစီရီကြီးတွေလို့ဒီစီရီကြီးတွေလို့နောက်ပြီးတော့ဒီရွှေတွေဝင်းနေဆိုတာအဲ့နေရာမှာပြောလို့ရှိသေးတယ်။ तू ကဗုဒ္ဓကိုကြည်ညိုတဲ့နေရာမှာ तू က beauty နဲ့ကြည်ညိုရတာမဟုတ်ဘူး။အခုက तू က beauty ပဲရောက်သွားတာ။အမှန်ဗုဒ္ဓပဲမရောက်ဘူးရဲ့။အလှပဲရောက်သွားတာ။လူတွေလည်းရွှေစင်လိုက်ရင်အထင်ကြီးတာပဲမို့လား။ဖះလည်းရွှေစင်ပြီးတော့အထင်ကြီးအောင်လုပ်ကြတာ။အဲ့ဒါပဲရှင်းရှင်းပြောရင်။အဲ့တော့ဖះကို beauty နဲ့အဲ့လိုကြည့်ကြတာ beauty ရှုထောင့်ကကြည့်ကြတာ။အလှပရှုထောင့်ကကြည့်ပြီးတော့ဟာဒီလူကြီးလှဟာယတနာတွေနဲ့ဆိုပြီးတော့အဲ့ဒီမှာအဲ့ဒီဟာကို तू ကမှိုင်းမှန်းမသိဘူးဖြစ်နေတာ။ဘာသာရေးမှိုင်းမှန်းမသိဘူးဖြစ်နေ။နောက်အလွဲဖြစ်နေမှလည်းမသိဘူး။ဒါတွေမဟုတ်ဘူး။ဘုရားကရွှေမရှိမှဗုဒ္ဓရဲ့အရသာဟာဗုဒ္ဓကိုအားကြကြည့်ရင်တောထဲမှာနေတယ်ဘာပစ္စည်းမှမရှိဘူး။အဲ့ဒါကိုအားကြပြီးတော့ကိုလည်းပဲဘာပစ္စည်းမှမလိုချင်ဘူးလို့အတုလိုက်မှဒါမှဘာသာရေးအစ်စ်မှာအခုတော့ဒီစိတ်ကြီးတွေဒီရွှေကြီးတွေကြည်ပြီးပီတိတွေဖြစ်ဒါပဲဗုဒ္ဓဂုံထင်လို့ထင်နေဆိုအလွဲဘာသာရေးတွေဖြစ်ကုန်အခုကျတော့အဲ့ဒီလှူတဲ့ဟာတွေကကိုယ်တတ်မဲ့ဟာတွေဖြစ်ကုန်တာပဲအဲ့စိတ်တွေအဲ့ရွှေတွေကကိုယ်တတ်တာတွေဖြစ်ကုန်တာနောက်လှူကြပေါ့လေအဲ့ဒါပဲဘုန်းကြီးတို့တော့ပြောချင်တာတင်ပါဗျာ